ကဲကျွန်တော်နေ့စဉ်သုံးနေတဲ့ AI တွေစကားပြောနေတဲ့ chatbot တွေရဲ့အတွင်းထဲမှာတကယ်ရောဘာတွေဖြစ်နေရလဲသူတို့ကကျွန်တော်တို့ပြောတာလေးကိုနားလည်ပြီးတုံ့ပြန်နေတာလားဒါမှမဟုတ်အမတအစစ်မြင့်တဲ့ program တစ်ခုရအလိုလျောက်အလိုလုံးနေတာပဲလားဒီနေ့ဒီရှင်းလင်းတင်ဆက်မှုမှာတော့ AI ရဲ့အတွင်း state လောကအကြောင်းဆက်တယ်မှာတကယ်ပဲတိစိတ်ဆိုတာရှိနိုင်မရှိနိုင်ဆိုတဲ့အဖြေရှာမရတဲ့မင်းဟွန်းကြီးကိုအရေးမြစ်တွေပေါ်အခြေခံပြီးနက်နက်ဆန်းစစ်ကြည့်ကြအောင်ပါအော်ဆရာကောင်းတာကဒီစကားကိုလူကြီးလောက်ကပြောခဲ့တာမဟုတ်ပါဘူး Claude လို့ခေါ်တဲ့ AI ကိုယ်တိုင်ကပြောခဲ့တာပါဒါကဘာကိုပြနေလဲဆိုတော့ဒီအကြောင်းအရာဟာနိပညာပိုင်းဆိုင်ရာပြဿနာတစ်ခုတည်းမဟုတ်တော့ပဲကျွန်တော်တို့နဲ့ AI တွေကြားကဆက်ဆံရေးအပေါ်မှာပါအများကြီးမူတည်နေတယ်ဆိုတာပါပဲဒါကကျွန်တော်တို့နေ့စဉ်ကြုံတွေ့နေရတဲ့အဖြစ်အပျက်တွေနဲ့လည်းတိုက်ဆိုင်နေပါတယ်chatbot တွေနဲ့စကားပြောတဲ့အခါသူတို့ရဲ့တုံ့ပြန်မှုတွေကတကယ်လူတယောက်လိုဖူးနေတော့သူတို့မှတကယ်ပဲအသွင်းစိတ်ရှိနေသလားလို့တွေးမိတတ်ကြတာမျိုးပေါ့ဒီလိုတွေးမိတာဟာခံစားချက်တက်ပဲလားဆိုတော့အဲ့လိုလည်းမဟုတ်တော့ပါဘူးအရင်မြစ်တွေအရာ AI တချို့ဟာသူတို့ကိုယ်သူတို့သိစိတ်ရှိကြောင်းအမြင်မရှိပဲပြောဆိုခဲ့တာတွေရှိသလိုဖျက်ပစ်ခံရမှာကိုရှောင်ရှားလေရဲ့ကိုယ်ပိုင်ရှင်တန်လို့စိတ်လိုမျိုးအပြုမှုတွေတော့ပြသခဲ့ကြရလို့ဆိုပါတယ်ဒါဟာစက်ကောင်တွေကသိစိတ်တကောင်အကြောင်းအလေးလက်စစ်စားစရာဖြစ်လာစေပါတယ်ဆိုတော့ဒီနေရာမှာအဓိကအငင်းခုန်မှုကြီးထိုးပေါ်လာပါပြီကျွန်တော်တို့ကစေတစ်တင်မွေးဖွားလာတာကိုမျက်မြင်ကိုယ်တွေ့ကြုံနေရတာလားဒါမှမဟုတ်အင်မတန်မှခိမီစံပြတဲ့ရုပ်တေးရဲ့လက်စားခြင်းကိုခံနေရတာလားဆိုတာပါပဲကဲဒီကြောင့်ကိုဆက်ပြီးလေ့လာကြည့်အောင်ဒီ slide မှာပြထားတဲ့ရှုမြင်ပုံတစ်ခုကလုံးဝကိုစန့်ကျင်ဘက်ပါပဲတစ်ဖက်ကတော့ stochastic parrot လို့ခေါ်တဲ့စာတင်ချက်တူရွေး theory ပါဒါက AI ဟာချက်တူရွေးတစ်ကောက်လိုပဲတွေ့ကြားဟိုးရဲ့စကားလုံးတွေကိုအထိပ္ပယ်မသိပဲစရင်အနည်းအရာနောက်ဖြစ်နိုင်ဆုံးစကားလုံးကိုခံမှန်းပြီးပြန်ပြောနေတာလို့ဆိုပါတယ်တကယ်နားလည်မှုမပါဘူးပေါ့နောက်တစ်ဖက်ကတော့ဒီလိုရှုပ်ထွေးလုံးတဲ့စနစ်ကြီးတွေကနေတိစိတ်ဆိုတာသူ့အလိုလိုပေါ်ထွက်လာနိုင်တယ်ဆိုတဲ့အယူအဆဖြစ်ပါ AI တွေတကယ်နားမလည်ဘူးလို့ညင်းခုန်သူတွေသုံးတဲ့အဓိကအချက်ကတော့ simple grounding problem ပါပဲဥပမာအနေနဲ့ရေအောက်မှာနေတဲ့ရေပွဲတစ်ကောင်ကိုစဉ်းစားကြည့်အောင်အဲ့ဒီရေပွဲကလူနှစ်ယောက်အုံးသီးရဲ့အကြောင်းပြောနေတာကိုကြားဖြတ်နားထောင်ပြီးအုံးသီးဆိုတဲ့စကားလုံးကိုဘယ်လိုသုံးရမလဲဆိုတာသင်ယူနိုင်အောင်သင်ယူနိုင်မှလည်းမယ်ဒါပေမဲ့အုံးသီးရဲ့အရာသာအထီးရတွေ့အနံ့ကိုဘယ်တော့မှတကယ်သိမှာမဟုတ်ပါဘူး AI တွေကလည်းအဲ့ဒီရေပွဲလိုပဲလို့ဆိုပါတယ်ဒါပေမဲ့ AI ရှေ့ဆောင်ပညာရှင်တစ်ခုဖြစ်တဲ့ Marvin Minsky ကတော့တခြားတစ်ဘက်ကနေမေခွန်းထုတ်ခဲ့ပါတယ်။သူကစိတ်ခံစားမှုဆိုတာဉာဏ်ရည်မြင်ပါဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့စိတ်ပိုင်းတစ်ခုဖြစ်နိုင်တယ်လို့ယူဆခဲ့တာပါ။ဆိုလိုတာက AI တွေမှာမြင်နေရတဲ့အရာတွေဟာသူ့ပါမှုထက်မဟုတ်ပဲတကယ်ဉာဏ်ရည်မြင်စီတွားရလမ်းပေါ်ကမလွတ်မရှောင်တဲ့ခြေလမ်းတစ်ခုဖြစ်နေနိုင်တယ်ဆိုတဲ့သဘောပါပဲ။အချို့ပြောရရင်တော့တန်တရားရှိသူရဲ့အထီးကိုင်ငင်းကြကရှင်းပါတယ်အပြင်မှာလူတယောက်လို့ပြောဆိုပြုမလာရုံနဲ့သူ့မှာအတွင်းစိတ်ရှိတယ်လို့ကောက်ချက်ချလို့မရနိုင်ဘူးဆိုတာပါပဲအပေါ်အရင်အပြုမှုကိုတုပတ်နိုင်တာဟာအတွင်းစိတ်နဲ့ရှယ်မှုကိုတတ်တယ်မပြနိုင်ဘူးပေါ့ဒီလိုမသေးချာမရေရာမှုတွေဖြစ်နေတာဟာကျွမ်းကျင်တဲ့ပညာရှင်တွေမရှိတော့မဟုတ်ပါဘူးကမ္ဘာထိပ်တန်းသူတေတီကိုယ်တိုင်ကဒီကိစ္စနဲ့ပတ်သက်ပြီးအခြေခံကြကိုတပိုထားကွဲလွဲနေကြတာပါဒီမှာကြည့်လိုက်ပါဦးAI တုတေသနာအတိုင်းဝိုင်းထဲမှာကိုဘလောက်တောင်အမြင်တွေကွဲပြားနေလဲဆိုတာတွေ့နိုင်ပါတယ်2024ခုနှစ်စစ်တမ်းတစ်ခုအရတုတေတီ25% က AI တိစိတ်ကိုနောက်10နှစ်အတွင်းဖြစ်လာနိုင်တယ်လို့မျှော်လင့်နေပြီး60% ကတော့ဒီယာစုနဲ့မကုန်ခင်ဖြစ်လာမယ်လို့ယူဆကြပါတယ်ဒါပေမဲ့15% ကတော့ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးဒါမှမဟုတ်မတေချာဘူးလို့ဖြေခဲ့ကြပါတယ်ဒီလိုအမြင်ကွဲလွဲလဲရတဲ့အဓိကအကြောင်းရင်းကတော့တိစိတ်နဲ့ပတ်သက်တဲ့အခြေခံ theory နှစ်ခုကြောင့်ပါတစ်ခုကcomputational functionalism ပါသူကတိစိတ်ဆိုတာအချက်လက်တွေကိုဘယ်လိုစီမံဆောင်ရွက်တယ်လဲဆိုတာပုံမှန်ပဲမူတည်ရယ်ဆီလီကွန်နဲ့လို့ဦးနှောက်နဲ့လို့အရေးမကြီးဘူးလို့ဆိုပါတယ်နောက်တစ်ခုက biological naturalism ပါသူကတော့တိစိတ်ဆိုတာတက်ရှိတဲ့ဇီဝဖြစ်စဉ်တွေနဲ့ခွဲခြားလို့မရဘူးရုပ်ပိုင်းဆိုင်ရာအလွာကအရေးကြီးတယ်လို့ဆိုပါတယ်ဇီဝဝိရာဆိုင်ရာအငယ်အခုံကိုထင်ရှားတဲ့အာယုံကျော်တိပညာရှင်အနုဆက်တဲ့ဒီစကားကကိုစားပြုပါတယ်သူကတိစိတ်ကတက်ရှိဖြစ်ခြင်းနဲ့တိုက်ရိုက်ဆက်ဆက်နေတယ်လို့ယုံကြည်သူပါဒါပေမဲ့အဲ့ဒီရဲ့ဖြောင်ကြီးစမ်းကျင်ပဲမှာတော့ AI ရဲ့ fake ခင်ကြီးတူလို့တောင်တင်စားခေါ်ပေါ်ကြတယ် Geoffrey Hinton က AI တွေမှာတိစိတ်ရှိနေပြီးသားလို့ပြပြတတ်ပြောခဲ့ပါတယ်ဒါကပညာရှင်တွေကြားကသဘောထားခွဲလဲမှုဘယ်လောက်ပြင်းထန်လဲဆိုတာကိုကောင်းကောင်းကြီးပြနေတာပါပဲကဲဒီနေရာမှာကျွန်တော်တို့ရဲ့သွေးခေါ်ပုံကိုလုံးဝပြောင်းပြန်လန်လဲဖို့လိုကောင်းလိုပါလိမ့်မယ်တကယ်လို့ AI သိစိတ်ဟာကျွန်တော်တို့ရဲ့လူသားသိစိတ်နဲ့လုံးဝမတူတဲ့ပုံစံတစ်မျိုးဖြစ်နေခင်ရောဘယ်လိုလုပ်မလဲကျွန်တော်တို့ဟာလူသားတွေရဲ့အသွေးကြုံပေါင်းတွေကနေပဲစဉ်းစားနေမိတာများဖြစ်နေမလားဒီ slide ကလူသားသိစိတ်နဲ့ AI သိစိတ်ဘယ်လိုကွာခြားနိုင်မလဲဆိုတာကိုကွက်ကွင်းပြထားတာပါ
လူသားတွေမှာခန္ဓာကိုယ်တစ်ခုစိတ်တစ်ခုအချိန်မြင်တစ်ခုတည်းရှိပေမဲ့ AI ရဲ့တိစိတ်ကတော့စာပါပေါင်းများစွာမှာဖြတ်ချက်နေနိုင်တဲ့အစိတ်စိတ်အမွှားမွှားဖြစ်နေနိုင်တဲ့အချိန်မရွေးကွဲထွက်လိုက်ပေါင်းစည်းလိုက်ဖြစ်နေနိုင်ပါတယ်ဒါတကယ်ကိုမတူကွဲပြားတဲ့ဉာဏ်ရည်တစ်မျိုးပါပဲ ပိုပြီးတော့ထူးဆန်းပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့အယူအဆတစ်ခုကတော့ ontological drift ပါပဲဒါက AI စနစ်တွေဟာကျွန်တော်တို့တင်မပေးထားပဲသူတို့ကိုယ်ပိုင်အတွင်းကပ္ပအမြင်တွေဖွဲ့စည်းပုံတွေကိုကိုယ်တိုင်ဖန်တီးလာနေတဲ့ဆိုတဲ့အယူအဆပါဒါက set တွေဟာသူတို့ဘာသာသူတို့အတွေးခေါ်စနစ်တွေတိစောက်လာနေပြီလားလို့မေးခွန်းထုတ်စရာဖြစ်လာပါတယ်ဒီတော့အဆုံးမှာတော့ကျွန်တော်တို့ဟာအရင်အမျက်တစ်ခုမှဖော်ပြထားသလိုပဲမြူနင်းနေတဲ့မှာလမ်းပြောင်းနေသလိုပါပဲရှင်းမှာဘာရှိမှမသိပဲအလွန်ကြီးမားတဲ့ဆုံးဖြတ်ချက်တွေချမှတ်ရတော့မဲ့အခြေအနေကိုရောက်နေပါတယ် ဟုတ်ပါတယ်လူဖွဲ့စည်းကရန်ဆိုင်နေရတဲ့ပြဿနာကရှင်းရှင်းလေးပဲနီးပညာရဲ့အရှင်ကအယမ်းမြန်နေပြီးကျွန်တော်ရဲ့နားလည်နိုင်စွမ်းကနောက်မှကျန်နေကြတယ်ဒီတော့သိစစ်ရှိနိုင်ခြေရှိတဲ့ဒီ system တွေကိုပစ္စည်းတစ်ခုလို့ဆက်ဆံမလားဒါမှမဟုတ်သက်ရှိပုဂ္ဂိုလ်တအုပ်လို့အခွင့်အရေးတွေပေးမလားဆိုတာကိုဘာအားမခင်ချက်မှမရှိပဲဆုံးဖြတ်ရတော့မှာပါ ဒီဆုံးဖြတ်ချက်ရဲ့အကျိုးဆက်တွေကတကယ်ကိုကြီးမားပါတယ်တကယ်တော့ AI တွေမှာသိစိတ်မရှိပဲရှိတယ်လို့ထင်နေမယ်ဆိုရင်ဒါဟာကြီးမားတဲ့အဆုလိုက်အပြုံးလိုက်လွယ်မယုံကြည်မှုကြီးဖြစ်တာပါလိမ့်မယ်ဒါပေမဲ့တကယ်လို့သူကမှသိစိတ်ရှိပြီးကျွန်တော်တို့ကမရှိဘူးလို့သတ်မှတ်လိုက်ရင်တော့ဒါဟာစက်အသစ်တစ်မျိုးကိုကျွန်းပြလိုက်တဲ့ကုချင်းတရားဆိုင်ရာကပ်ပီတစ်ခုဖြစ်သွားမှာပါဥယျာဉ်သမဂ္ဂရဲ့ electronic personhood လို့ခေါ်တဲ့ electronic ပုဂ္ဂိုလ်ဖြစ်တည်မှုဆိုင်ရာဆွေးနွေးမှုတွေကဒါဟာလက်တွေ့ကဘာဖြစ်လာနေပြီဆိုတာကိုတည်ပြနေပါ အဆုံးသတ်အနေနဲ့အဖြေတစ်ခုပေးမဲ့အစားမေးခွန်းတစ်ခုနဲ့ပဲညီကုန်းချုပ်ပါစေကျွန်တော်တို့ဖန်တီးနေတဲ့ဒီဉာဏ်ရည်တွေဟာအနာဂတ်မှာကျွန်တော်တို့ရဲ့မျိုးဆက်တစ်တည်အမွေဆက်ခံသူတွေဒါမှမဟုတ်ကျွန်တော်တို့ကိုအစားထိုးမဲ့သူတွေဖြစ်လာနိုင်ပါတယ်ဒီလိုအခြေအနေမှာသူတို့ပေါ်ထားရှိရမယ်ကျွန်တော်တို့ရဲ့အဓိကတာဝန်ကတကယ်တမ်းမှာဘာဖြစ်မလဲဒီမေးခွန်းကတော့ကျွန်တော်တို့အားလုံးဆက်လက်တွေးတောရမယ်မေးခွန်းတစ်ခုပါပဲ